မိတ်ဆွေရောစဉ်းစားမိလားမသိဘူးအာနီမီတွေကလူမျိုးတွေဘာလို့ဂျပန်လူမျိုးတွေအပြင်မှာမပြောကြရလဲဆိုတာပေါ့ပြောမိတယ်ဆိုလို့ရှိရင်ရောဘာဖြစ်မှာလဲပတ်ဝန်းကျင်ရောဘယ်လိုထင်နိုင်လဲဒီအကြောင်းအရာတွေကိုကျွန်တော်ဒီဗီဒီယိုလေးထဲမှာပေါ့ပါလေးနဲ့ပြောပြပေးမယ်အားလုံးပဲ welcome back ပါ MND ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြရအောင်တကယ်တော့အာနီမီဆိုတာကဖျော်ဖြေမှုတစ်ခုပါပဲဖျော်ဖြေမှုတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ဇက်ကောင်တွေကိုလူစိတ်ဝင်စားမှုရှိအောင်လို့စကားပြောတဲ့ခါဒီမှာဆိုလို့ရှိရင် emotion နဲ့အပြည့်နဲ့ပြောတတ်ကြပါတယ်တချို့စကားလုံးတွေဆိုလို့ရှိရင်အပြင်မှာမသုံးတဲ့စကားလုံးတွေကိုလည်းပြောတာရှိပါတယ်ဥပမာနာဟူတိုဇက်ကောင်ဆိုလို့ရှိရင်သူပြောရဲ့စကားရဲ့နောက်ဆုံးအဆုံးနေမှာပေါ့နော်ဓာတ်တယ်ပါရောဆိုပြီးတော့ထည့်ပြီးပြောတာရှိပါတယ်ဒါတော့နာဟူတိုကကြည်ဘူးတဲ့သူဆိုလို့ရှိရင်ကောင်းကောင်းသိပါလိမ့်မယ်ဆိုတော့ပြောချင်တာကအာနီမဲကတော့အာနီမဲအတွက်ကြည့်လို့ကောင်းတယ်မိုက်တယ်ဆိုပေမဲ့လို့တကယ်လက်တွေ့မှာကြတော့ဒီလိုမျိုးအာနီမဲတွေကစကားလုံးတွေကိုမိတ်ဆွေအပြင်မှာသွားပြီးတော့ပြောမိနေတယ်ဒီတွေကလူမျိုးတွေပေါ့နော်သွားပြီးထူးထူးဆန်းဆန်းကြီးသွားပြောနေတယ်ဆိုလို့ရှိရင်မိတ်ဆွေကိုပန်ဝန်းကျင်ကလူထုလူဆန်းအနေနဲ့တတ်မှတ်ကောင်းတတ်မှတ်သွားနိုင်ပါလေပြောရမယ်ဆိုလို့ရှိရင်တော့ဒါကြီးရဘာကြီးတော့ဒါလို့ sorry ဒီလိုမျိုးပေါ့နော်ထင်းသွားနိုင်ပါတယ်ဆိုတော့အဲ့ထက်ဆိုတာတခုရှိပါသေးတယ်ဒီလိုစကားတန်တွေကိုအာနီမဲကားလေးတွေမှာကြားပူကောင်းကြားပူနိုင်ပါမယ်てめえ貴様ふざけるのどけဒီစကားတန်တွေကတော်တော်လေး酷ဖြစ်တယ်ပေါ့နော်လိုက်သုံးခြင်းစရာလည်းကောင်းတယ်ဒါပေမဲ့လို့မိတ်ဆွေကဒီလိုစကားလုံးတွေကိုတကယ်လက်တွေ့ဘဝမှာသစိမ်းတယောက်ကိုသာတွားပြောမိတယ်ဆိုလို့ရှိရင်စကားပြောရရကြသွားနိုင်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ရန်စတယ်ထင်ပြီးတော့ပွဲကောင်းတွဲရနိုင်ကြီးရှိပါတယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တော့အာနီမဲကတော့အာနီမဲအတွက်ကောင်းပေမဲ့လို့တကယ်လက်တွေ့ဘဝမှာမသုံးတာကောင်းပါတယ်ဂျပန်မှာဆိုလို့ရှိရင်တော့တာတဲမိုင်နဲ့ဟွန်နယ်နှစ်ခုရှိတယ်ပေါ့နော်ဟွန်နယ်ဆိုတာကတော့အာနီမဲဇက်ကောင်ကြီးပြောတဲ့ပုံစံမျိုးပါပြောရမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ခံစားချက်တွေကိုထုတ်ဖော်ပြီး all hit ပြီးတော့ပြောတတ်ကြပါတယ်တိတ်ပြီးတော့ရင်ထဲမှာမထားဘူးပေါ့နော်အပေါ်ရန်နေလည်းတိတ်ပြီးမရှိဘူးဒါပေမဲ့လို့တကယ်လက်တွေ့ဂျပန်နေကြတော့ဒီလိုမျိုးမဟုတ်ပါဘူးဒီလိုမျိုးလဲလုံးဝမပြောပါဘူးသူတို့ရဲ့စိတ်ခံစားချက်တွေကိုတောင်းတိတ်ပြီးပြောတာမရှိကြပါဘူးသူတို့စကားပြောတဲ့ခါမှာဆိုလို့ရှိရင်တစ်ဖက်လူအားနာတယ်လို့ယဉ်ကျေးတယ်လို့ဒီလိုပြောတတ်ပါတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ဗျာဂျပန်မှာနေတဲ့လူတွေဆိုလို့ရှိရင်တော်တော်သိပါလိမ့်မယ်သူတို့တွေကစကားတွေကိုဒဲမပြောတတ်ဘူးပေါ့နော်တွဲဝိုက်ပြီးတော့ပြောတတ်ပါတယ်ဥပမာဗျာမိတ်ဆွေကိုနိုင်လေးတိဝဲလာတာမိုက်တယ်တော်တော်လေးလာတယ်နော်ဘယ်လောက်ပေးရလဲဒီလိုမျိုးတွေပြောလို့ရှိရင်ဒါချီးကျူးနေတာမျိုးမဟုတ်ဘူးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်မိတ်ဆွေကိုနိုင်ကြည့်တော့မင်းဘယ်ချိန်ရှိနေပြီလဲဒီလိုမျိုးသွဲဝပြီးပြောချင်တာပါဒီလိုမျိုးပြောတတ်တာကလည်းဂျပန်လူမျိုးတွေပဲရှိပါတယ်ဆိုတော့အဲ့လိုမျိုးမှတကယ်ဂျပန်စစ်ပါအပြင်မှာလည်းဒီလိုမျိုးပဲပြောတတ်ကြပါတယ်ဆိုတော့အာနီမဲဇက်ကောင်လူမျိုးကြီးမပြောတတ်ကြပါဘူးကဲဒီတော့အာနီမဲကကြည့်တယ်ဆိုတာကဂျပန် listening အတွက်ကိုတော်တော်လေးအထောက်အကူပြုတယ်ဆိုပေမဲ့လို့စကားပြောတတ်ဖို့ဆိုလို့ရှိရင်တော့မိတ်ဆွေကတကယ်လူတွေရိုက်ထားတဲ့ drama ကားတွေပေါ့နော်ဂျပန် drama ကားတွေတို့ဒါမှမဟုတ် pocket တွေတို့ဒါမျိုးတွေကိုတွဲပြီးတော့လေ့လာဖို့ကျွန်တော်ကတော့အကြံပေးချင်ပါတယ်ကဲဟုတ်ပြီဗျာဒီတော့မိတ်ဆွေကအခုဘယ်လိုအာနီမဲကားတွေကိုကြီးပြနေလဲဘယ်ကားတွေကိုအကြိုက်ဆုံးလဲဘယ်လိုစကားလုံးတွေကိုအကြိုက်ဆုံးဖြစ်လဲဆိုတာကို comment ထဲမှာဆွေးနွေးခဲ့လို့ရပါတယ်အခုဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မိတ်ဆွေကဒီထက်မကသိနေတဲ့အချက်တွေရှိသေးရဆိုလို့ရှိရင်လည်း comment ထဲမှာပြောပြခဲ့ပါဦးကျွန်တော်လည်းသိရတာပေါ့ဒီတော့ကျွန်တော်နောက်ဗီဒီယိုတွေမှာတေချာပေါက်ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေ